မင်္ဂလာပါရှင်မ ဟိုလေဒီ gift ကလေးနဲ့ cherry မှာနိုင်ဝယ်လို့ရတယ်ဆိုလို့လေ ဟုတ်ကဲ့ပါညီမတို့ရှင်မအဲ့ gift ကလေးနဲ့ချွေဦးရောင်းဆိုင်ခွဲတိုင်းမှာနိုင်လေးဝယ်လို့ရပါတယ်ရှင် ဟုတ်မှာအဲ့ဆိုဒီ3သိန်း gift ကနဲ့ဆိုရင်ဘယ်နိုင်လေးရမလဲမသိဘူးပါ ဟုတ်အဲ့ဆိုညီမ3သိန်းနိုင်လေးပြပေးမယ်နော် ဟုတ်ကဲ့ ဟုတ်ဒီနိုင်လေးနှလုံးကတော့မှဒါနဲ့မှတင်နိုင်လေးရပါမှသူကကျတော့3သိန်းဝန်းကျင်နိုင်လေးပါဒါလေးကကျတော့3သိန်းနဲ့မှ9တောင်ပါဒါလေးကကျတော့2သိန်းနဲ့2တောင်ပါမှဒီနိုင်လေးယူမယ်ဆိုရင်အမှနောက်ထပ်9တောင်ပဲထပ်ပြီးစိုက်ပေးရမှာဒီနိုင်လေးဝယ်မယ်ဆိုလို့ရှိရင်ညီမတို့က8တောင်ပို့မှာပါရှင် အဲ့ဆိုပတ်စံလည်းအဲ့လိုဖြစ်မလောက်တော့လို့လေတောင်းကနေနဲ့ကြံတော့အားဆိုတော့တောင်းကနေနဲ့ရမယ်နိုင်လေးတွေရောရှိတာ ဟုတ်တောင်းနဲ့ရမယ့်နိုင်လေးတစ်ချက်ပြပေးမယ်နော် ဟုတ်ကဲ့ ဒါလေးကတော့ M ကာဘိုတဲ့ကနေဒီမှာ8တောင်နဲ့ရပါတယ်မှဟုတ် ဒါဆိုရင်ဒီ gift ကတစ်ခုတည်းနဲ့နိုင်နှလုံးရမှာပေါ့နော် ဟုတ်ကဲ့ရှင် ဟုတ်ပြီမှာအဲ့ဆိုဒီနှလုံးယူမယ်နော် ဟုတ်ကဲ့ပါအဲ့ဆိုဒါလေးကိုထည့်ပေးလိုက်တော့မယ်နော်မှလေးရပါပြီရှင်ဟုတ်ကျေးဇူးပါရှင်ဇန်နဝါရီလမှာအခုလိုမျိုး gigap လေးနဲ့နိုင်လာဝဲ customer တိုင်းကို10% discount လေးပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်အခုပဲ gigap လေးတွေဝယ်ပြီးတော့နိုင်လာဝယ်လိုက်တယ်နော်